အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေအပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာကတော့ဆရာပုံနာလူမျိုးဖြစ်တဲ့ပုံတော်ပညာရှင်ဆရာထွန်းထွန်းလင်းဖြစ်ပါတယ်ဆရာအခုဟောပြောပေးမယ့်ဟောစရန်လေးကတော့တနင်္ဂနွေသားသမီးများအတွက်ပေါ့နော်အခုလဒီ6လပိုင်း15ရက်နေ့မှစပြီးတော့30ရက်အတွင်းဖြစ်ပေါ်နိုင်သောအကျိုးအကြောင်းများကိုဟောပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတို့ဒီရက်ပိုင်းလေးမှာ15ရက်နေ့မှစပြီး30ရက်အတွင်းမှာပေါ့နော်လူမှုရေးကိစ္စနဲ့ပတ်သက်လို့အတိုက်ခိုက်များပေါ်လာခြင်းကိုကြုံရမှာဖြစ်တယ်။မမျော်လင့်ဘဲနဲ့လုပ်ငန်းအသစ်တွေကိုတည်ထွင်ပြီးတော့လုပ်ရမယ်။အသစ်စမ်းစွေးဝါးရေးလောကမှာအလုပ်တည်ထွင်ပြီးတော့လုပ်ရတတ်တဲ့ကောင်းခြင်းချမ်းသာလေးတွေကိုတော့ရမယ်။အဲ့ဒီလုပ်ငန်းစမ်းသစ်ပြီးမှလုပ်ငန်းအသစ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအောင်မြင်မှုရမယ်။မိတ်ဆွေကောင်းနေနဲ့လုပ်ပေးရမယ်မိတ်ဆွေကောင်းနေတိုးမယ်နော်နောက်ခရီးရည်များထွက်ရတတ်တဲ့အကြောင်းပေါ်လာလိမ့်မယ်ဖះဖို့ချင်းတော်၎င်းခဏခိတ္တကိုမဖြစ်လို့နော်မဖြစ်တာလို့တွားကိုတွားရမယ်နော်လူမှုရေးကိစ္စပူညီပေးရတဲ့ကိစ္စဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့ခရီးရည်ပေါ်လာရမယ်နော်တကယ်လို့ပေါ်လာပြီဆိုရင်လည်းတွားပါလူအတွက်ကတော့အန္တရာယ်မရှိပါဘူးတစ်ချက်ပဲအရေးကြီးတာကတာဝန်ယူရတာတာဝန်ခံရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးရှောင်လိုက်ပါနော်သူများကိစ္စတာဝန်ယူရမယ်တာဝန်ခံပြီးလုပ်ပေးရမယ်ကိစ္စပေါ်လာရင်မလုပ်ပေးနဲ့အဲ့လိုကိစ္စတွေဆိုလို့ရှိရင်ရှောင်ပေးလိုက်ပါနော်တနင်္ဂနွေသားသမီးတို့အနေနဲ့ဒီရက်ပိုင်းမှာထူးသဖြင့်ဝင်ငွေကံကတော့ကောင်းလာဖို့အကြောင်းရှိနေတယ်ဒါကြောင့်မို့လို့မိမိတို့အနေနဲ့ပေါ့နော်ယုံကြည်မှုရှိမဲ့ဆိုလို့ရှိရင်ထီလေးတွေထိုးပေးပါစသဖြင့်နော်ကျွန်တော်တို့ထီထိုးပါထီထိုးတာမဟုတ်ခဲ့ရင်လည်းပဲထီပေါက်တာမဟုတ်ခဲ့ရင်လည်းပဲတခြားနည်းနဲ့ဝင်ငွေတိုးတာငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေလာတာလေတွေးလာလိမ့်မယ်ဒါပေမဲ့ဝင်ငွေကတော့တိုးမယ်အဆင်တော့ပြေမယ်ဒါပေမဲ့ပြနိုင်မှာတော့မဟုတ်ဘူးရကုန်နဲ့လောက်ရလိမ့်မယ်နော်ဝင်ငွေရှိသမျှတော့ပြန်ကုန်သွားမှာဖြစ်တယ်တိုးတော်နဲ့လုံးဝမဝင်တာနဲ့ကြည့်လိုက်ရင်တော့အตาကြီးတာတယ်လုံးဝမဝင်တာထက်တာတယ်အစင်ပြေအားလေးရှိလာမယ်လက်ပအားကောင်းမယ်ဒါကြောင့်ဝင်ငွေကတော့တအားကောင်းမယ်တိုးတော့ပြန်ထွက်တတ်တယ်နောက်အိမ်တော်ရေးရှိတဲ့လူတွေမိသားစုကိစ္စမှာပေါ့နော်အိမ်တွင်းရေးမှာအတွင်းရေးမှာအချင်းချင်းကိုယ့်ရဲ့လင်မယားပြဿနာလေးတွေတက်ရတတ်တယ်လင်မယားချင်းအငင်းပွားရတတ်တယ်သူများကိစ္စကြောင့်ကိုယ်အတွင်းရေးအပူလောင်မခံနဲ့သူများကိစ္စကြောင့်အငင်းမပွားနဲ့ဖြစ်လာခဲ့ရင်လင်မယားချင်းပြဿနာကအများဆုံးမောင်နှမကြောင့်သူများကြောင့်ဆိုပြီးတော့ဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မို့လို့လင်မယားချင်းတတိထားပေးပါနောက်ချစ်သူရည်သားနော်ချစ်သူရည်သားနဲ့ပတ်သက်လို့တနင်္ဂနွေသားသမီးတို့ဒီဘက်ရက်ပိုင်းမှာချစ်သူရည်သားအစဉ်ပြေမယ်သို့တော့အစဉ်ပြေတဲ့ဂျာကနေပြီးတော့ဘေးကနေဂျာစကားတွေဝင်မယ်ဂျာစကားကိုရှောင်ကြပါနော်ကောင်းပါတယ်အများဆုံးဒီတနင်္ဂနွေသားသမီးတို့ဒီ15ရက်အတွင်းမှာကောင်းတာလေးတွေများပါတယ်အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းတို့လောရန်ဆန္ဒလေးတွေလည်းပြည့်စုံကြပါသေးဆရာကိုကိုရေးကိုဒနော်တိကြတီးခြင်းနဲ့တတိပုဂ္ဂလကိစ္စတိုင်ပင်ခြင်းနဲ့ဆိုလို့ရှိရင်ဆရာဖုံးချိတ်ပြီးတော့မဲလို့ရပါတယ်နောက်ဆရာဟောခမ်းမှလာလို့လည်းရပါတယ်ဟောခမ်းလိပ်စာကိုဖုံးချိတ်ပြီးတော့ယူလို့ရပါတယ်ဆရာခုမန္တလေးမှာရောက်နေတာပါနော်